ကမ္ဘာမြေပုံပေါ်မှာဆယ်စုနှစ်ပေါင်းများစွာတရားဝင်မရှိခဲ့တဲ့နေရာတစ်ခုအဲ့ဒီနေရာအကြောင်းလူတိုင်းကြားဘူးတယ်ဒါပေမဲ့ဘယ်သူမှတကယ်မသိဘူးအဲ့ဒါ Area 51 Area 51လို့ပြောလိုက်တာနဲ့ UFO တွေဂျိုသားတွေနဲ့ဆက်ဆက်နေတယ်ဆိုတာကိုသိကြတယ်ဒီနေရာကကမ္ဘာပေါ်မှာအကျော်ကြားဆုံးအလျှို့ဝှက်ဆုံးလို့သတ်မှတ်ခံထားရတဲ့နေရာတစ်ခုပဲ2019တုန်းကဆို Facebook မှာ event တစ်ခုခေတ်စားခဲ့တယ် Area 51နဲ့ဝင်ကြမယ်သူတို့တွေငါတို့အကုန်လုံးတော့မတားနိုင်ဘူးတဲ့အဲ့ဒီ event တုန်းကလူတန်းချီပါဖို့တောင်စိတ်ဝင်စားခဲ့ကြတာနာရူတိုပြေးဟန်နဲ့ချန်စီယိုကိုကြော်တက်မဲ့ memes တွေပြန့်နှံ့သွားတယ်ရည်စရာလို့ထင်ရပေမဲ့ဒီဖြစ်ကနေပဲမေးခွန်းတစ်ခုကိုပေါ်လွင်စေတယ်တဲကန်နာရတွေကဒီနေရာကြီးကဘာဖြစ်လို့ဒီလောက်တောင်ဆွဲဆောင်မှုရှိနေတာလဲ Area 51ရဲ့နောက်ကွယ်ကတကယ့်သမိုင်းကြောင်းကပါတယ် Area 51နဲ့ UFO အယူအဆတွေကဘယ်လိုဆက်ဆက်နေလဲ Episode 3မှာကျွန်တော် Area 51အကြောင်းပြောပါမယ်Area 51ဆိုတာက Nevada တဲကန်နာရတဲက Groom Lake လို့ခေါ်တဲ့6တွေ့နေတဲ့ကန်ကြီးတကန်ဘေးမှာရှိတာ American လေတပ်ရဲ့အထူးလျှို့ဝှက်စစ်အခြေစိုက်စခန်းတစ်ခုတရားဝင်ခေါ်ကြတဲ့နာမည်က Homey Airport ဒါဆိုရင် Area 51ဆိုတဲ့နာမည်ကဘယ်လိုဖြစ်လာလဲ American အနုမြူစွမ်းအင်ကော်မရှင်ရဲ့မြေပုံတွေပေါ်မှာသတ်မှတ်တဲ့နံပါတ်စဉ်က Area 51ဖြစ်နေလို့အစိုးရအရာရှိတွေကတော့ဒီနာမည်ကိုသိပ်ပြီးမသုံးကြဘူးဗျာမြေပုံဟောင်းတွေပေါ်မှာဒီအတိုင်းဖော်ပြထားလို့လူတွေက Area 51လို့ခေါ်ကြတာArea 51ပေါ်ကနေဘယ်လီရင်မှခွင့်ပြုချက်မရှိပဲဖြတ်ပြန်လို့မရသလိုမတော်တဆဖြတ်ပြီးပြန်မိရင်လည်းအပြင်းအထန်အပြစ်ပေးခံရတဲ့အထိတားမြစ်ထားတဲ့နေရာဒီနေရာကို1955မှာစပြီးတော့တည်ထောင်ခဲ့တယ်အဓိကရည်ရွယ်ချက်ကတော့စစ်ဘက်ဆိုင်ရာလေယာဉ်တစ်တွေကိုလျှို့ဝှက်စမ်းသပ်ဖို့ပဲစခန်းထဲမှာဖြစ်ပျက်နေသမျှအရာအလုံးကထိတ်တန်းလျှို့ဝှက်ချက်အနေနဲ့သတ်မှတ်ထားတယ်ဒီနေရာကိုစပြီးထောင်တုံးကပေးခဲ့တဲ့နာမည်ပြောင်ရှိတယ် Lockheed ကုမ္ပဏီရဲ့ထိတ်တန်းအင်ဂျင်နီယာ Kelly Johnson ပေးခဲ့တာဒီ6ကတ်နေတဲ့တဲကန်နာရတွေကိုအလုပ်သမားတွေလာပြီးအလုပ်လုပ်ချင်အောင်ပေးခဲ့တဲ့နာမည်က Paradise Branch တဲ့လေယာဉ်မှုတွေကြားထဲမှာတော့ Dreamland လို့လည်းလူသိများတယ်ဒီနေရာကတာမန်လေးတဲ့စခန်းတစ်ခုထပ်ပို့တယ်စစ်အေးတိုက်ပွဲရဲ့အရေးအပါဆုံးအထူးလျှို့ဝှက်နည်းပညာစမ်းသပ်ကွင်းကြီးတစ်ခုဆိုရင်မမှားဘူးပေါ့နော် UFO ယုံကြည်တဲ့လူတွေကတော့ဂျိုသားအလောင်းတွေကဘာပေါ်ပြက်ကျလာတဲ့ UFO တွေ Area 51ထဲမှာရှိတယ်ဒီစခန်းထဲမှာလျှို့ဝှက်ပြီးတင်ထားတယ်လို့ထင်ကြတယ်တကယ်တမ်းဒီစခန်းစပြီးပေါ်ပေါက်လာတဲ့သမိုင်းကြောင်းကဂျိုသားတွေနဲ့ဘာမှမဆိုင်ဘူးလူသားတွေအချင်းချင်းစစ်ခင်းခဲ့ကြတဲ့သမိုင်းကြောင်းကနေစခဲ့တာစစ်အေးတိုက်ပွဲကာလမှာအမေရိကန်နဲ့ဆိုဗီယက်ယူနီယံကနျူကလ িয়ার လက်နက်တွေအာကာသနည်းပညာတွေကိုအပြိုင်အဆိုင်စ조사နေကြတဲ့အချိန်အမေရိကန်တွေဘက်ကဆိုဗီယက်တွေဘာလုပ်နေလဲဆိုတာသိကြတယ်ရန်သူနယ်မြေတွေကိုဝင်ပြီးထောက်လှမ်းနိုင်မဲ့အရန်ကိုမြင့်တဲ့နေရာကနေပြန်တန်းနိုင်မဲ့အဆင့်မြင့်တဲ့လေယာဉ်တွေကိုတိစောက်ဖို့လိုလာတယ်ဒီလိုထိတ်တန်းလျှို့ဝှက်ချက်တွေကြတော့လူမြင်ကွင်းမှာလည်းစမ်းသပ်လို့မရဘူးအဲ့ဒီတော့1954နိုဝင်ဘာမှာ Kelly Johnson နဲ့သူ့အဖွဲ့ကနေရာရှိုင်းနဲ့ Groom Lake ကိုသွားတွေ့အဲ့ဒီနေရာမှာပဲဒီလျှို့ဝှက်စစ်စခန်းတိစောက်မယ်ဆိုပြီးတော့နေရာချလိုက်ကြ1955မှာ U2 ဆိုတဲ့ထောက်လှမ်းရေးလေယာဉ်ကိုဒီမှာပဲလျှို့ဝှက်ပြီးတော့စပြီးစမ်းသပ်ခဲ့အဲ့ဒီနောက်ပိုင်းမှာအတန်တက်3ဆမြန်တဲ့ A12 တို့ SR-17 Blackbird တို့ဒါတွေပေါ်လာတယ်1980နဲ့80ကျတော့ Hive Blue တို့ F117 Steel တို့ဒီလေယာဉ်တွေကိုစမ်းသပ်လာတယ်ဒီစမ်းသပ်မှုတွေကြောင့်ပဲ UFO myth တွေစပြီးဖြစ်လာတယ်1950လောက်တုန်းကဗျာတာမန်ခီးတဲ့တင်လေယာဉ်တွေဆိုတာပေ2000ဝန်းကျင်လောက်မှာပဲပြန်နိုင်တာအဲ့ဒီအချိန်မှာ Area 51ကစမ်းသပ်နေတဲ့လေယာဉ်တွေကပေ6000ကျော်9000လောက်ကနေပြန်နိုင်တယ်အဲ့ဒီတော့ညနေဆောင်အချိန်မြေပြင်ပေါ်မှာမှောင်စာပြိုးနေတယ်ဆိုပေမဲ့ဟိုကောင်းငင်မှာရှိနေတဲ့ U2 ရဲ့ကိုယ်တွေကနေအောင်ကြီးကနေရောင်ပြန်ဟတ်တယ်အဲ့ဒီကနေပြီးတော့လူတွေကတောက်ပတဲ့အလင်းတန်းကြီးတွေကိုမြင်ရတယ်အဲ့ဒီခေတ်တုန်းကလူတွေကဒီလောက်အမြင့်ကြီးမှာပြန်နိုင်တဲ့လေယာဉ်ရှိတယ်ဆိုတော့အသိသူတို့မရှိကြဘူးအဲ့တော့ဒါတွေက UFO တွေလို့ထင်ကုန်ကြတော့တာပဲ1950 60လောက်မှာ UFO မြင်တယ်ဆိုတဲ့သတင်းတွေအများကြီးထွက်လာတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအစိုးရကလည်းလျှို့ဝှက်စမ်းသပ်နေတဲ့နည်းပညာကြီးဖြစ်နေတယ်ဒါ YouTube project ပါလို့ထုတ်ပြောလို့မရဘူးအဲ့ဒါကြောင့်ပဲ weather balloon တို့ဘာလို့မရေမရာတွေရှောက်ပြောတယ်လူတွေကလည်း weather balloon ပုံစံမှမဟုတ်တာငါတို့မြင်ခဲ့တာငါတို့သိတယ်လေထူးထူးဆန်းဆန်းတွေမြင်ရတာဆိုတော့အစိုးရရဲ့ရှင်းလင်းချက်ကိုလုံးဝမယုံဒီလိုမျိုးခက်ရှေ့ပြေးတဲ့နည်းပညာတွေလျှို့ဝှက်ထားတာကပဲကောလာဟာလာတွေစပြီးတော့ဖြစ်လာတယ်အစိုးရရဲ့လွန်လွန်ကဲကဲလျှို့ဝှက်ချက်တွေက UFO ဒဏ္ဍာရီကိုပို့ပြီးတော့ကြီးထွားလာစေခဲ့တာပဲအမေရိကန်အစိုးရကဒီနေရာတည်ရှိတဲ့အကြောင်းအရာတရားဝင်အသိမှတ်မပြုခဲ့ဘူးသမ္မတ Bill Clinton တို့လက်ထက်အထိ Groom Lake နားနေရာလို့ပဲရောင်ဝါးဝါအသုံးအနှုန်းတွေနဲ့ပြောခဲ့ကြတာ
2013ကျတော့မှ Area 51တကယ်ရှိပါတယ်ဆိုတဲ့အကြောင်းအစိုးရပထမဦးဆုံးအကြိမ်တရားဝင်ဝန်ခံခဲ့တယ်ဒီလိုမျိုး information vacuum ဖြစ်လာတော့လူတွေကစိတ်ကူးရင်ပုံမြင်နေနဲ့ဖြည့်ကြတော့တာပေါ့အဲ့ဒီပုံမြင်တွေကိုအားကောင်းသွားစေတာက1989မှာ Bob Lazar ဆိုတဲ့လူက Las Vegas ကရုပ်သံဌာနတစ်ခုကိုဖုန်းဆက်ပြီးပြောတယ် Area 51ထဲမှာဂျိုသားနည်းပညာတွေကို reverse engineering လုပ်နေတယ်သူကိုယ်တိုင် S4 လို့ခေါ်တဲ့နေရာမှာဂျိုသားတွေရဲ့ UFO တွေကိုပြန်တိဆောက်တဲ့အလုပ်မှာပါဝင်ခဲ့ဘူးတယ်လို့ပြောချလိုက်တာငကိုရဲမှာဒီလိုအမြင်တွေရှိနေတဲ့အချိန်မှာ Bob Lazar ပြောတာကလူထုရဲ့အထင်နဲ့ကွက်တိဖြစ်သွားတယ်နောက်ပိုင်းကျတော့သူ့ရဲ့ပြောဆိုချက်တွေကအထောက်အထားမခိုင်လုံဘူးလို့ယူဆကြပေမဲ့လူတွေကတော့မရတော့ဘူးအဲ့ဇာလန်ကိုတိတ်ပြီးဆွဲလန်းသွားကြပြီ Area 51နဲ့ UFO myth တွေကခွဲလို့မရအောင်ဖြစ်သွားပြီရုပ်ရှင်တွေစာအုပ်တွေ pop culture တွေထဲမှာ Area 51နဲ့ဂျိုသားတွေ UFO တွေကအခိုင်အမာနေရာယူသွားပြီ1994ကျတော့နောက်ထပ်တန်တရားဖြစ်စရာကိစ္စတစ်ခုပေါ်တယ်အစိုးရကိုတရားစွဲတဲ့ environmental lawsuit တစ်ခုစခန်းမှာအလုပ်လုပ်ခဲ့တဲ့ contractor တွေကဓာတုပစ္စည်းတွေကိုမီးရှို့တယ်အဲ့တော့သူတို့ကိုယ်ထဲမှာ dioxin လို့ခေါ်တဲ့အဆိပ်သင့်ဓာတုပစ္စည်းတွေတွေ့ခဲ့တယ်သူတို့ကတရားစွဲတဲ့အချိန်ကျတော့အစိုးရကနိုင်ငံတော်လျှို့ဝှက်ချက်အခွင့်အရေးဆိုတာကိုသုံးပြီးတော့ဘာဓာတုပစ္စည်းတွေမီးရှို့ခဲ့လဲဆိုတာထုတ်မပြောဘဲနဲ့ဖုံးကွယ်ပလိုက်တယ်ဒီလိုမျိုးလူအသက်တွေနဲ့ယဉ်ပြီးဖုံးကွယ်လိုက်တဲ့လျှို့ဝှက်ချက်တွေကြောင့်ပဲလူတွေကပို့ပြီးတော့တန်တရားဖြစ်လာကြတယ်ဒီနေရာမှာဂျိုသားနည်းပညာတွေကိုစမ်းသပ်နေတာကြောင့်ဖုံးထားတာပဲဆိုရင်အယူအဆတွေကပိုပြီးခိုင်မာလာတာပေါ့1996ကျတော့ Dreamland ဆိုတဲ့ documentary တစ်ခုထွက်တယ်အမည်မဖော်လို့တဲ့အသက်82နှစ်ရှိနေတဲ့ engineer ဟောင်းတစ်ယောက်က Area 51မှာ flying disc simulator တစ်ခုကိုသူကိုယ်တိုင်တိစောက်ပေးခဲ့ရတယ်လို့ပြောတယ်ပြီးတော့ J-Rod လို့ခေါ်တဲ့ဂျိုသားတစ်ယောက်က Area 51မှာရှိတယ်သူတို့နဲ့အတူတူအလုပ်လုပ်ခဲ့ရတယ်လို့ပြောခဲ့တယ်အဲ့ဒါတွေကတော်တော်နာမည်ကြီးသွားတယ်ဒါပေမဲ့အဲ့ဒါတွေကဘယ်တော့မှခိုင်မာတယ်လို့သက်သေမပြနိုင်ခဲ့ဘူးဒါပေမဲ့အစိုးရရဲ့ government secrecy ကြောင့်ပဲလူတွေရဲ့တန်တရားပိုများလာတာလူတွေမှာလည်းအပြစ်မရှိဘူးအဲ့ဒီထဲမှာဘာမှမရှိဘူးနော်လို့အသေးအတန်ညင်းလေလူတွေကလည်းတခုခုတော့ရှိတယ်လေဘာမှမရှိရင်ဘာလို့တလောက်တောင်ဖုံးထားအမှာလဲလို့တွေးလေပဲဒါကဘာဖြစ်လို့လဲဆိုတော့လူတွေရဲ့စိတ်ထဲမှာရှိတဲ့ fear of unknown ကြောင့်မသိနားမလည်တဲ့အရာတွေအပေါ်မှာကြောက်ရွံ့တတ်တဲ့သဘာဝနောက်တစ်ခုက pattern completion ပေါ့ Area 51နဲ့ UFO ကိစ္စတွေကိုအစိုးရကလည်းတေချာမရှင်းပြဘူးလျှို့ဝှက်ထားတယ်အဲ့ဒီတော့ information vacuum တွေဖြစ်တယ်အဲ့ဒီကွက်လက်ထဲမှာလူတွေရဲ့စိတ်ကူးယဉ်မှုတွေဝင်ဖြည့်ကြတော့တာပေါ့ဒါလောက်တောင်လျှို့ဝှက်ကာကွယ်နေတာဆိုရင်တေချာပေါက်ဂျိုသားတွေပဲဖြစ်ရမယ်ဆိုတဲ့ conspiracy thinking တွေအလိုလိုဖြစ်လာတာပေါ့ဒါဆိုရင် Area 51မှာတကယ်ပဲစัจ java လာအစဉ်လျှို့ဝှက်ချက်တွေရှိနေလို့လားအဲ့ဒါကြောင့်ဒါလောက်ဖုံးနေကြတာလားဒါမှမဟုတ်လူတွေရဲ့သိကျင်စိတ်ကပဲအဲ့ဒီလျှို့ဝှက်မှုကိုကိုယ်စိတ်ကြိုက်အဓိပ္ပာယ်ဖွင့်နေကြတာလားသမိုင်းပညာရှင်တွေကတော့ Area 51ဆိုတာအဆင့်မြင့်တဲ့ဆက်လက်နှက်တွေစမ်းသပ်တဲ့နေရာတတ်ပါပဲလို့အတည်ပြုကြတယ်ဒါပေမဲ့လူတွေကရိုးရှင်းတဲ့အဖြေတွေဆိုရင်သိမကြိုက်ကြဘူးပြင်းစရာကြီးလေဟုတ်တယ်မလား Area 51ထဲမှာဂျိုသားတွေရှိနေတယ် UFO တွေစမ်းသပ်နေတယ်တစ်ချိန်မှာထူးဆန်းတဲ့ကိစ္စတွေငါတို့ကြုံရနိုင်တယ်အဲ့လိုတွေးရတာမှရင်ခုန်စရာကောင်းတာဟုတ်သမိုင်းကြောင်းအရကြည့်ရင်တော့ဒီစခန်းက still technology နဲ့အဆင့်မြင့်တဲ့လေယာဉ်တွေစမ်းသပ်တဲ့နေရာဖြစ်ခဲ့တယ်ဆိုတာထင်ရှားတယ်ဒါပေမဲ့လူတွေမှာအဲ့ဒါနဲ့ပတ်သက်တဲ့ transparency ရှိမနေဘူးဝင်ခွင့်မရလေအထဲမှာဘာရှိမလဲဆိုတဲ့စိတ်ကူးယဉ်မှုတွေကပိုပြီးကြီးထွားလေပဲအဲ့ဒီစိတ်ကူးယဉ်မှုတွေကပဲ pop culture တွေရုပ်ရှင်တွေဇာတ်လမ်းတွဲတွေကနေတဆင့် UFO ဆိုတဲ့ယုံကြည်မှုကိုခိုင်မာတစ်ထက်ခိုင်မာအောင်တိဆောက်ပေးခဲ့တာ Area 51မှာ alien technology တွေရှိနေလားအဲ့ဒီလိုခိုင်မာတဲ့သက်သေတော့မရှိဘူးအစိုးရရဲ့လျှို့ဝှက်ချက်အကုန်လုံးကိုလည်းမသိရသေးဘူးဘာတွေတကယ်ဖြစ်ခဲ့လဲဆိုတာကိုလည်းအစိုးရအလွန်ဘယ်သူမှအတိအကျသိနိုင်အောင်မှာမဟုတ်ဘူးဒီနေရာခက်လွန်နည်းပညာတွေကိုလျှို့ဝှက်စမ်းသပ်ခဲ့တဲ့နေရာတက်လားဒါမှမဟုတ်ပြင်ပကဘာကရောက်လာတဲ့ဧည့်သည်တွေနဲ့ဆက်နေတဲ့နေရာတစ်ခုလားဘယ်သူမှအဖြေမပေးနိုင်ဘူးတေချာတာတစ်ခုတော့ရှိတယ်ဗျာတခါတလေမှာလူတွေကြောက်တာလျှို့ဝှက်ချက်မဟုတ်ဘူးအဲ့ဒီလျှို့ဝှက်ချက်တွေရဲ့နောက်ကွယ်မှာဘာတွေရှိနေအောင်မလဲဆိုတဲ့ကိုယ်စိတ်ကူးတွေကပုံဖော်မှုတွေကိုပဲပြန်ကြောက်ကြတာ Area 51ကလည်းအဲ့လိုနေရာတစ်ခုဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်တဲကန်နာရတဲ့ကလုံခြုံရေးအဆောင်အရှောက်တင်းကျပ်တဲ့စူးရိုးတွေကာရန်ထားတဲ့ခြံစည်းရိုးကြီးတစ်ခုရဲ့နောက်ကွယ်မှာဘာရှိလဲဆိုတာကျွန်တော်တို့သေချာမသိရသေးတဲ့ရွေးကတော့ Area 51ပုံမြင်တွေကဆက်ပြီးတော့ရှင်သန်နေအောင်မှာပါဒီ podcast ကိုနားထောင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ထားကြပါအောင်ခင်ဗျ